ရှေးဟောင်းနတ်ဆိုးပေးလို့ရဲ့အဆိုအရစွန့်ရင်ဆိုတာဟာသူတွေ့ဘူးသမျှကျင့်ကြံသူတွေထဲမှာပါရမီရှိဆုံးနှစ်ပေါင်းရာချီမှတယောက်ပေါ်ထုံးတဲ့တကယ်ပါရမီရှင်တူပါဝန်လင်းချမ်းယွန်းကြိုကိုရောက်တဲ့အခါမှာလဲစွန့်ရင်ရဲ့တဏှာကြီးဆန်တဲ့အောင်မြင်မှုတွေကိုနေရာတိုင်းမှာကြားခဲ့ရပါတယ်တိုက်ဆိုင်ပဲသူတို့နှစ်ယောက်ရဲ့ကျင့်ကြံခြင်းခီးလန်းဟာတစ်ထက်တည်းကျနေခဲ့တာကတကယ်ကိုအံ့ဩစရာပါပဲလွန်ခဲ့တဲ့နှစ်ပေါင်း1000ကစွန့်ရင်ဟာချမ်းယွန်းကိုင်းရဲ့ထိပ်တန်းတစ်ပည့်အဖြစ်တိုင်ဘက်အားလုံးကိုအလဲထိုးပြီးနာမည်ကျော်ခဲ့တာပါသူဟာလဲဝန်လင်းလိုပဲတက်ဖြတ်ခြင်းနတ်စွမ်းအားကိုကျင့်ကြံခဲ့တယ်လို့နတ်ဆိုးနယ်မြေထဲမှာတိုက်ပွဲဝင်ရင်ပြီးလို့စီကနေရှေးဟောင်းနတ်ဆိုးအမွေနစ်ကိုရရှိခဲ့ပါတယ်ဒါပေမဲ့စွန့်ရင်ရဲ့ပါရမီကအဲ့ဒီအချိန်ကဝန်လင်းထက်အပြတ်သက်သာလွန်ခဲ့ပါတယ်သူဟာသူများတင်ပေးတာကိုကြက်ယုံတင်မဟုတ်ပဲအမွေနစ်တွေကိုလိလာရင်းနဲ့တင်ကိုပိုင်နတ်စွမ်းအားတစ်တွေကိုဖန်တီးနိုင်တဲ့အထိပါရမီထူးလုံးလို့ပြေလို့ကိုယ်တိုင်တော့ဒါဟာငါမြင်ဘူးသမျှထဲမှာပါရမီအမြင့်ဆုံးပဲလို့အတိအမှတ်ပြုခဲ့ရပါတယ်ဒါဆိုရင်ဒီလောက်တော်တဲ့ဆုံးရင်ကဘာလို့ချမ်းရင်ကြီးရဲ့ဝါမျိုးချင်းကိုခံလိုက်ရတာလဲအဖြေကတော့ဝန်လင်းရဲ့လိုချမှုကြောင့်ပေါ်လာခဲ့တာပါဝန်လင်းဟာတက်ဖြတ်ခြင်းနတ်စွမ်းအားကိုကျင့်ကြံရင်တက်ဖြတ်ခြင်းအငွေသက်တမ်းနဲ့ချီစုမိတဲ့အခါထူးဆန်းတဲ့အမတ်သားတစ်ခုကသူ့ကိုပြန်လဲထိန်းချုပ်ဖို့ကြိုးစားနေတာကိုသတိထားမိခဲ့ပါတယ်ဒါဟာအကျင့်စဉ်တစ်ခုတည်းမဟုတ်ပဲချမ်းရင်ကြီးရဲ့တပည့်တွေကိုအစာကျွေးတယ်လို့ကျွေးပြီးမှပြန်စားမဲ့ကြောက်စရာကောင်းတဲ့အစီအမံဆိုတာဝန်လင်းရိပ်မိသွားခဲ့ပါတယ်နောက်ပိုင်းမှာဝန်လင်းဟာသူ့ကိုလှုပ်ကြံဖို့ကြိုးစားတဲ့စီနီယာတူကျန့်ကိုဖမ်းမိခဲ့ပြီးစွန့်ရင်ရဲ့ကြေကွဲစရာအမှန်တရားကိုသိခဲ့ရပါတယ်တူကျန့်ရဲ့မှတ်ဉာဏ်တွေထဲမှာစွန့်ရင်ဟာချမ်းရင်ကြီးရဲ့လှုပ်ဝက်ချက်ကိုသိသွားတဲ့အခါမှာကြောက်ရွံ့မနေပဲချမ်းရင်ကြီးနဲ့ပြင်းပြင်းထန်ထန်ထိတိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီတိုက်ပွဲဟာကောင်းကင်ရန်တစ်ခုလုံးတုန်ခါသွားစေလောက်အောင်ပြင်းထန်ခဲ့ပေမဲ့အစွမ်းချင်းကွာခြားလုံးတာကြောင့်မိကိုရောင်ဝစ်စုံနဲ့ချမ်းရင်ကြီးရဲ့ဝါမျိုးချင်းကိုစွန့်ရင်ခံလိုက်ရပါတော့တယ်ချမ်းရင်ကြီးကစွန့်ရင်ကိုဝါမျိုးပြီးတဲ့နောက်မှာနှမျောစရာပဲလို့ရေးရွတ်ခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့စွန့်ရင်ကအစစ်မတက်သေးခင်မှာလည်းအမှန်တရားကိုစောစီးစွာသိသွားလို့အတင်းကျပ်ဝါမျိုးလိုက်ရတာကြောင့်သူ့အတွက်အာဟာရသိမ့်မဖြစ်လိုက်လို့ပါပဲတကယ်တော့ချမ်းယုံကိုင်းကတပည့်အတော်များများဟာဒီလိုဝက်ချက်ကိုသိကြပေမဲ့ချမ်းယွန်းကြီးရဲ့အရှိန်ဝါကိုကြောက်လို့ဘာမှမလုပ်ရဲပဲအစစ်မတက်အောင်အတင်းအောင်ထားကြတာပါဘာလို့လဲဆိုတော့အစစ်တက်တာနဲ့စွန့်ရင်လိုပဲအစားခံရမှာမို့လို့ပါဝန်လင်ကတော့စွန့်ရင်ထက်ပိုပြီးပါနှက်ပြီးပြတ်သားပါတယ်သူဟာတန်တရားဝင်ယုံနဲ့တင်အစွမ်းထက်လာတဲ့တစ်ဖြတ်ချင်းနတ်စွမ်းအားကိုချက်ချင်းဆွတ်လိုက်ပါတယ်သူဟာစွန့်ရင်လိုချမ်းယွန်းကြီးကိုထိတ်တိုက်တွေ့ပြီးအသေးခံမှာမဟုတ်ပဲအဝေးဆုံးကိုထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ပါတယ်အခုတော့ငါထွက်ပြေးမယ်အင်အားကြီးလာတဲ့တနေ့မှငါပြန်လာပြီးမင်းကိုပြဖြစ်အောင်လုပ်မယ်ဆိုတဲ့ဝန်လင်ရဲ့ဒီပါနှက်မှုနဲ့ပြတ်သားမှုကြောင့်ပဲသူဟာစွန့်ရင်ရဲ့ခြေအားကိုမနှင်းမဲကိုပိုင်လန်းကိုဖောက်နိုင်ခဲ့တာဖြစ်ပါတယ်ပါရမီရှင်တယောက်ရဲ့ဘဝကစုဘူးတစ်ခုလိုအဆုံးသက်သွားရတာနှမျောစရာပါပဲနော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဝန်လင်ကတော့ဒီစုဘူးတွေကနေဘယ်လိုရုံးထွက်မလဲဆိုတာနောက်ထပ်အပိုင်းတွေကိုစောင့်ကြည့်ပေးကြပါဦး